အားလုံးမင်္ဂလာပါကျွန်တော်ခုပြောပြပေးမယ့်အကြောင်းအရာကတော့ဒီငွေနံတင်းလာနံကိုအားကောင်းစေအောင်ဆွဲတင်ပေးတဲ့ဂျူတွဲများနံပါတ်1เนาะနံပါတ်1ပြီးသွားရင်နံပါတ်2နံပါတ်3နံပါတ်4အဲ့လိုကျွန်တော်အစဉ်လိုက်ပြောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီရေရာလုပ်တဲ့ခါမှာဒီငွေကန်အားကောင်းစေဖို့ဆိုရင်ရေရာနဲ့လုပ်တဲ့ခါမှာဒီကာရာမန်နံနဲ့ရွတ်ပြီးတော့လုပ်တာရှိတယ်နောက်တစ်ခုကဂျူတွဲတွေနဲ့စီရင်တာရှိတယ်เนาะအာုံနမိတ်နဲ့ဆွဲတင်တာရှိတယ်เนาะအဲ့ဒီမှာကျွန်တော်ခုပြောမယ့်အကြောင်းအရာကကြတော့ဗာလဲဆိုတော့ဒီကျွန်တော်ဂျိုတွဲတွေနဲ့ဆွဲတင်တဲ့ရေတွေပါနော်ဂျိုတွဲတွေနဲ့ဆွဲတင်တဲ့ရေတွေကကြတော့ဗာလဲဆိုတော့တင်းသာနံနှစ်ပေါ့နှစ်ကနန်းကိုအားကောင်းအောင်ဘယ်ဂျိုတွဲတွေနဲ့ဆွဲတင်ရမလဲပေါ့နော်လက်တွေ့လည်းတကယ်လို့ကြည်ထူးကြတာတကယ်လည်းထူးကြပါတယ်ဒါကြောင့်မလို့ကြောရဲ့ပိဋကတ်တွေကိုကျွန်တော်ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြောမယ့်အကြောင်းအရာတင်းသာနံငွေနံကိုအားကောင်းစေတဲ့ဂျိုတွဲနံပါတ်1အဲ့တော့ငွေကန်အားနည်းလို့ငွေကန်အားကောင်းကြရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီဒနုဝေစာအင်္ဂါဆုံးဂျိုတွဲကိုကျွန်တော်အစီရင်လုပ်ပေးခြင်းအပြင်ဒီငွေနံနဲ့ပတ်သက်တဲ့ကိစ္စတင်းနာနံအားကောင်းစေမှာဖြစ်ပါတယ်ဒီနေရာမှာငွေကန်အားကောင်းစေတယ်ဆိုပေမဲ့တင်းနာရဲ့ဂျိုပရိရဲ့ရာဒီအခြေခံကိုလည်းအားကောင်းစေမှာဖြစ်ပါတယ်ဒါပေမဲ့ကိုကငွေကန်အတွက်လုပ်တယ်ဆိုရင်ငွေကန်ကိုအောက်ပြီးတော့ကျွန်တော်ဒီဂျိုတွဲကိုစီရမှာဖြစ်ပါတယ်အဲ့တော့ဒုငွေစာအင်္ဂါဆုံးဂျိုတွဲဆိုကျွန်တော်တို့ဘာရှိလဲဆိုဩဇာရှိတယ်နော်ဩဇာနဲ့ကျွန်တော်တို့ငွေကန်အားကောင်းအောင်ကျွန်တော်အစီရင်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီငွေကန်အားကောင်းအောင်ဆိုရင်ကျွန်တော်တင်းလာအချိန်တွေမှာဒီကိုယ့်အိမ်ကဖေဟာဒါဖို့တင်းလာတော့ကဖေဟာဒါဖို့ဖေဟာတဆူဆူပေါ့နော်အဲ့မှာဩဇာကိုလေးညွတ်လူပေးခြင်းအဖြစ်လေးညွတ်ရရမြရဲ့လေးရွက်လူပေးခြင်းအဖြစ်ကိုယ့်ရဲ့ငွေကန်တဲ့ပတ်သက်တဲ့ကိစ္စတွေကိုအားကောင်းအောင်စီရင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဘယ်ချိန်တွေလူရမလဲဆိုရင်အလွယ်သာမှတ်ထားလိုက်တော့တင်းလာနေ့ဆိုရင်နနက်သုံးဖို့ည6နာရီကနေ9နာရီခွဲကြာနောက်တစ်ခုကဗုဒ္ဓဘုနေ့ဆိုရင်နနက်သုံးဖို့ည9နာရီခွဲနေ9နာရီကြာပြီးရင်တောက်ကြနေ့ဆိုရင်နနက်သုံးဖို့ည9နာရီကနေ10နာရီခွဲကြာအချိန်မှာကိုယ့်အိမ်ကဘုရားမှာဖြစ်စီဘုရားသစုစုရဲ့တင်းလာတော့မှာဖြစ်စီဒါဖို့လေဘုရားသစုမှာဖြစ်စီနော်ဩဇာလေးညွတ်လူတန်းပြီးတော့ကိုယ့်ရဲ့ငွေကန်အားနည်းနေတာတွေကိုစုတောင်းခြင်းအဖြစ်ကိုယ့်ရဲ့ငွေကန်အခက်အခဲတွေအဆင်ပြေလာမှာဖြစ်ပါတယ်အဲ့မှာထပ်ကွန်မယ်ဆိုရင်ကိုကအဲ့လိုလူလဲချင်မှာငွေကန်အားကောင်းစေတဲ့ဒီဝတ္တဝိကာရလိုမျိုးပြပတ်ပူဇော်မယ်ဆိုရင်ပိုပြီးတော့စွမ်းထက်ပြီးတော့အောင်မြင်မှာဖြစ်ပါတယ်နော်ခွင့်တဲ့သားသမီးများလက်တွေ့သုံးချပြီးတော့အောင်မြင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဒါကတော့ငွေကန်နံပါတ်1ဖြစ်ပါတယ်အားလုံးကျမ်းမှချမ်းသာကြပါစေ